မနဲ့တောင်ရောက်နေပြီပဲကွာခင်းလိုက်တာငါဒီနေ့ဆိုရင်မြန်မာနိုင်ငံကနေဂျပန်ကိုရောက်တဲ့နေ့တစ်နေ့ရှိပါပြီโอเคအဲ့တော့ငါလှုပ်သွားရှောင်းအောင်ဆိုတော့အိမ်နာလေးပါလေအော်ငါဘိုက်တွေအောင်းလိုက်ကွာအိမ်နာလေးပါလေတက်လိုက်ပါအောင်ပဲအိမ်နာတက်ချင်နေယာယာရပါကွာအဲ့လိုဆိုတော့ညရတာအားလေးကိုနားနေဒါဆိုငါရေချိုးတော့အချိန်ရောက်ပြီကွာဝေသားလေးပါလေလဲလိုက်ပါအောင်မယ်โอเคအဲ့တော့ငါတို့ရေချိုးမယ်ရေချိုးမှာဆိုတော့ရေလေးကကွာနွေးနွေးလေးနဲ့ကွာကြည့်လိုက်အမွှေးရွာထွက်ကုန်ပြီကွာရေလေးကချိုးလို့ကောင်းလိုက်တာကွာအေးလေးပါကွာရေလေးကတော်တော်လေးကိုချိုးလို့ကောင်းတယ်ကွာငါဘာရေထားဖွင့်ကုန်တာလေရေစိုးကုန်လို့ပြက်ကုန်တော့မှာပဲကွာဘာရေလုံးလုံးမှန်းကိုဒီအဲ့တော့ငါဝေသားလေးကိုအခုပြန်လေးလိုက်မယ်ချွတ်ထားတဲ့ဝေသားလေးကိုအိမ်ထဲသွားပြီးတော့ငါဝေသားလေးမဆိုတော့အလုံးနဲ့ကိုင်းညီတဲ့ဝေသားကိုငါလဲရမှာဆိုတော့ကတို့အပေါ်လေးနဲ့ဆွဲမယ်အဲ့ဒါများသေးဘူးဆိုတော့ကငွေနဲ့ဆွဲထားမယ်ကျွန်တော်တို့အပေါ်မှာဟုတ်တယ်အဲ့ညီစီငါလောက်အင်ကြီးမွေးတော့ကွာလှုပ်သွားရှောင်းမှာဆိုတော့ဒီအင်ကြီးလေးတော်မိုက်တယ်ကွာအနက်ရောင်စပင်းအနက်ရောင်မတ်အနက်ရောင်အင်ကြီးအနက်ရောင်ပေါင်းပြီဆိုတော့တော်တော်လေးကိုမိုက်တယ်โอเคအဲ့တော့ငါတို့လှုပ်သွားရှောင်းမယ်ဆိုတော့ကဟိုရှင်းမှာကားတစ်စီးရဲ့ဆိုင်ကယ်ကငါတို့ဆိုင်ကယ်ကွာရောက်ချင်းဝယ်လိုက်တာကားကတော့အိမ်ပိုင်ရှင်းဆိုင်ကယ်ကားဆိုတော့အဲ့တော့ငါအလုပ်သွားချောင်းမဆိုကားလေးပဲစီးလိုက်ပါတော့မယ်ကွာโอเคအဲ့တော့ငါတို့အလုပ်လေးသွားချောင်းမယ်ဘယ်အလုပ်တွေရှိလဲဆိုတော့မသိဘူးငါတို့အလုပ်လေးသွားချောင်းမယ်ဘယ်အလုပ်ရှိလဲဆိုတော့ငါတို့ပထမဆုံးဒီရှင်းမှာရှိတယ်ကားဆေးမုတ်လို့ကားပြင်တာတော့အဆိုင်ရှိတော့မှာအလုပ်ချောင်းလိုက်မယ်ကွာကိုအလုပ်ချောင်းရှင်လို့ပါဗျမင်းနောက်ရလားကွာမင်းကဝေသားကောင်းနေလဲဝေထားသေးရဲ့နောက်ကလည်းကားကြီးလည်းပါသေးရဲ့ကွာမင်းငါ့ကိုနောက်နေရပဲပြီးနိုင်ပါပဲမဟုတ်ပါဘူးကိုရကျွန်တော်အဲ့ဒါအကားအိမ်မိုင်းရှင်းကားပါဗျပြီးကြမှာလူမဖုန်းလက်ဆက်လိုက်မယ်ဆက်သွယ်လိုက်မယ်ကွာမင်းကိုโอเคလေလူရင်ဆက်သွယ်လိုက်နော်ဆက်သွယ်လိုက်ပါမယ်ကွာဒီပါအဲ့ဆိုကျွန်တော်သွားခွင့်ပြုပါအောင်ဗျတော့ဒီငါတော့ရမရတော့မသိဘူးဗျာရမရတော့မသိတော့ကျွန်တော်လည်းနောက်တစ်ဆိုင်ကိုထပ်ရှာလိုက်မယ်ကျွန်တော်တို့ဒီရှင်းမှာဝါသားတို့ဆိုင်ရှိရဲဆိုပြီးကျွန်တော်သတင်းကြားထားတယ်ဗျဝါသားတို့ဆိုင်ရှိကိုကားရက်လိုက်မယ်ပြီးတော့ဝါသားတို့ဆိုင်မှာအလုံးဝင်ရှောက်မယ်ဆိုတော့ကဘာလို့အဲ့လိုတဲ့ဦးလေးကျွန်တော်အလုံးရှောက်နေလို့ပါကွာမင်းနောက်နေရလားကွာမင်းတို့ဝေကောင်းစားလာတွေဝေပြီးတော့နောက်ကကားကြီးလည်းရှိရအောင်အဖိုးကလည်းလာပြီးပြန်ပြီကွာโอเคဒီဆိုင်လည်းအဆင်မပြေဘူးကွာပြောပုံဆိုပုံနေနဲ့ဆိုရင်တော့နောက်ဆိုင်တက်သွားမှာကွာနောက်တစ်ဆိုင်မှာဘယ်ဆိုင်ရှိလဲဆိုတော့ကျွန်တော်တို့အိမ်ရှိနားလေးကဒီမုံဆိုင်ရှိရဆိုတော့အမုံဆိုင်မှာကျွန်တော်တို့အကောင်မလေးနဲ့သွားပြောလိုက်ပါဦးကွာโอเคကျွန်တော်တို့အမုံဆိုင်ရှိတော့ရောက်ပြီးပြောမှတော့နည်းနည်းတော့ရှက်တယ်ဗျဟယ်လိုအဲ့လိုပါကျွန်တော်အလုံးလျှောက်ရှင်လို့ပါဗျရှောက်လေးရရလေလူမဆက်သွယ်လိုက်မယ်လေဟုတ်ကဲ့ပါအခုလူရင်းဆက်သွယ်လိုက်တော့နော်ရပါတယ်ဆက်သွယ်လိုက်ပါမယ်โอเคဆိုကျွန်တော်ကိုသွားခွင့်ပြုအောင်ဗျရှက်လိုက်တာကွာရှက်လိုက်တာကောင်းမလေးနဲ့စကားပြောနေရတာတော်တော်လေးကိုရှက်တယ်အဲ့တော့ငါမြင်မြင်လေးကားမောင်းပြေးမှာကွာနောက်တော့ကားရှိုးတော့ကိုထပ်သွားလိုက်ပါအဲ့တော့ငါကားရှိုးတော့ကိုသွားပြီးတော့အလုပ်လေးပါလေးသွားချုပ်ရမယ်ကွာငါစားဝတ်နေရေးအတွက်တော့အလုပ်ကတော့မဖြစ်မနေတော့ရှော့အောင်ပါကွာဒီမဲ့ဒီရှိမှာကားရှိုးတော့ကြီးဆိုတော့ဒီဘက်ကိုကွေးလိုက်မယ်တက်တိုင်းကွာတော်သေးလို့တက်တိုင်းကဘလို့ယုံဒီကိန်းကအေရာကြီးလားဘလို့ရဘလို့ယုံကျွန်တော်တို့ကဒီပေါ်တက်သွားမယ် Oh my god ကားရှိုးတော့မှာကားတွေတော့အများကြီးရောက်ထားတယ်လို့ကျွန်တော်သတင်းကြားရတယ်ဗျာအကားတွေအများကြီးနဲ့ကျွန်တော်ကလောက်ရမှာဆိုတော့နည်းနည်းလေးတော့ပြောရဗျာဘယ်လိုပြောရမလဲဆိုတော့ကဒီကားတွေအများကြီးနဲ့လှုပ်လို့ရတာတော်တော်လေးကိုပြောဖို့ကောင်းနေပြီအခုမှတော့တက်စလာ Oh my god မိုက်တယ်လမ်ဘိုဂီနီလားမသိဘူးကွာကျွန်တော်လည်းကားနာမည်လေးမသိဘူးဝါအင်စီကိုင်းလေးဒီဟာလေးဆိုကားပြအောင်လေဒါလေးဆိုကားနဲ့အောင်လေကျွန်တော်လည်းမတရားလိုက်တာကွာတော်တော်လေးကိုမိုက်တယ်โอเค
ဗျာဟုတ်ကဲ့ပါကျွန်တော်အလုပ်လျှောက်ရင်လို့ပါဗျာအေးလေအလုပ်ကတော့ခက်လို့ရတယ်ကွာမင်းမနေ့ပြန်ကနေစစီးလိုက်တော့လုပ်ကိုဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ကိုဘယ်လောက်လာစားဘယ်လောက်ပေးမအောင်ဗျာလာစားတရက်ကို2000ပေးမယ်ကွာအဲ့ဆိုရင်ကျွန်တော်ကိုသွားခွင့်ပြုအောင်ဗျာဟုတ်ကဲ့ပါကျွန်တော်သွားခွင့်ပြုအောင်နော်မနေ့ပြန်တော့ကျွန်တော်လှုပ်ရှားစင်းလို့ရပြီလားရပါပြီကျွန်တော်ကိုသွားခွင့်ပြုပါဦးဘလိုတို့ရေဝမ်းသာလိုက်ရဗျာကျွန်တော်အလုပ်တစ်ခုတော့ရပြီအဆင်ပြေမပြေတော့မသိဘူးဒါပေမဲ့ကားတွေကတော်တော်မိုက်ရကွာတက်ဆလာတဲ့ပြီးတော့လမ်မိုဂီတီကျွန်တော်နဲ့လိုက်တဲ့အနဲ့အောင်ကားလေးတွေတွေ့လိုက်သေးရဗျာတော်တော်လေးကိုမိုက်တယ်နောက်ရောအိမ်မိုင်းရှင်ကားကြီးကကျွန်တော်ပြင်ပေးအောင်ပါကွာအဲ့တော့ကျွန်တော်ကားလေးကိုပြင်လိုက်ပါအောင်ပဲအဲ့ဒါကြောင့်ကျွန်တော်ကားလေးကိုမတရားခွာမောင်းတာဆိုတော့ကအဲ့တော့ကြည့်လိုက်အောင်ပတ်စံ3000ရဲ့လက်ကားနေပြုတ်ပြီကွာပတ်စံ9000ရှိတာကို2000လေးချန်တော့တယ် brother တို့ရာโอเคအဲ့တော့ကျွန်တော်တို့အိမ်ပြန်တော့မယ်ဆိုတော့ကလိုလဲရပြီဆိုတော့နောက်တစ်ဆိုင်ထက်သွားတော့မသွားတော့အောင်ဗျာလိုလဲရပြီဆိုတော့ကအိမ်ကိုလည်းတန်းပြန်လိုက်တော့မယ်โอเคကျွန်တော်အိမ်တော့ကျွန်တော်ရောက်ပါပြီကျွန်တော်မနေ့ပြန်လှုပ်ရှားစင်းရမှာဆိုတော့ကဟိုရင်းနေတော့နည်းနည်းခုံနေတယ်ဗျဟုတ်လေဆိုတော့ကျွန်တော်ဘဝမှာပထမဦးဆုံးဂျပန်မှာလာပြီးတော့ဂျပန်ကမြန်မာကလေဂျပန်ကိုလာပြီးတော့အလုပ်စစင်းရမယ်နေရာမနှက်ပြန်ဖြစ်နေတော့ကျွန်တော်အရန်ပျော်ပါတယ်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအစအဆုံးကြည့်ရှုပေးတဲ့ viewer တွေအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျာ